ဘာရီနဲ့လှုပ်ထားမှန်းမသိတဲ့ကိုကာကိုလာကဘာပေါ်မှာအယောင်ရဆုံးအချိုရည်တွေထဲကတစ်ခုဖြစ်တဲ့ကိုကာကိုလာရဲ့မူရင်းဖော်မြူလာဟာ1886ခုနှစ်ကတည်းကတင်းတင်းကြပ်ကြပ်လှုပ်ဝက်ထားတဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်ပါတယ်။ဂျွန်ပမ်ပါတန်ဆိုတဲ့ဆေးဝါးပညာရှင်တဦးကတီထွင်ခဲ့တဲ့ဒီဖော်မြူလာကိုကုမ္ပဏီကအလွန်အရေးကြီးတဲ့ကုန်သွယ်မှုလှုပ်ဝက်ချက်အဖြစ်သတ်မှတ်ထားပါတယ်။ကောလာဟာလာတွေရတော့ဒီဖော်မြူလာရဲ့မူရင်းစာရွက်ကိုအတလန်တာမြို့မှာရှိတဲ့ဘဏ်တစ်ခုရဲ့လုံခြုံတဲ့တစ်တာထဲမှာတင်စီထားတယ်လို့ဆိုပါတယ်။ကုမ္ပဏီရဲ့ထိပ်တန်းအမှုဆောင်အရာရှိအနှဲငယ်လောက်ပဲဒီဖော်မြူလာအကြောင်းအတိအကျသိတယ်လို့ဆိုကြပါတယ်။နှစ်ပေါင်းများစွာကြာအောင်အခြားကုမ္ပဏီတွေကကိုကာကိုလာရဲ့အရသာအတိုင်းတူအောင်ဖန်တီးဖို့ကြိုးစားခဲ့ကြပေမဲ့လုံးဝတူအောင်တော့မလုပ်နိုင်ခဲ့ကြပါဘူး။ကိုကာကိုလာရဲ့လျှို့ဝှက်ဖော်မြူလာဟာကုမ္ပဏီရဲ့အမှတ်တံဆိပ်ကိုတန်ဖိုးမြင့်စေတဲ့အဓိကအကြောင်းရင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီဖော်မြူလာထဲမှာဘာတွေပါလဲဆိုတာအတိအကျမသိရတာကြောင့်ဒါဟာကမ္ဘာပေါ်မှာလူသိအများဆုံးနဲ့အသိကျင်ဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်နေပါတယ်။တချို့ကတော့ဓာတုပစ္စည်းများပြားပါတယ်လို့ဆိုကြပေမဲ့ခုချိန်ထိဘယ်သူမှသေချာမပြောနိုင်ကြသေးဘူးပဲဖြစ်ပါတယ်။တရက်သီးပေါ်ချိန်မှာပါဝင်ပစ္စည်းနှမျိုးတဲ့နဲ့တရက်သီးဤတုံလေးလှုပ်ရှားကြမယ်။ပထမဆုံးတော်တော်မဲ့နေပြီဖြစ်တဲ့တရက်သီးနှလုံးကိုအခွန်ခွာလိုက်ပါမယ်။ပြီးရင်အသားတွေကိုလှီးပြီးကျိတ်ဆက်ထဲထည့်ထားလိုက်ပါ။အစိမကတ်နေတဲ့အသားတွေကိုပါခွာရမှာဖြစ်ပါတယ်။နောက်တစ်ဆင့်မှာတော့စားအနှဲငယ်နဲ့တကြားအနှဲငယ်ထည့်ပြီးကျိတ်လိုက်ပါမယ်။တေချာသမသွားပြီဆိုရင်တော့နိုးနှစ်ခွက်လောက်ထည့်ပြီးအနှစ်ချောချောလေးရတဲ့အထိကျိတ်ပါမယ်။ရလာတဲ့အနှစ်ကိုဟင်းအိုးတစ်ခုထဲပြောင်းထည့်လိုက်ပါမယ်။ပြီးရင်တော့ပြောင်းကုန်မုတ်အနှဲငယ်နဲ့နိုးတစ်ခွက်လောက်ကိုတေချာလေးရောမွေပြီးခဏလောက်နှက်ထားပါမယ်။အဲ့လိုနှက်ထားချိန်မှာခုနကတရက်သီးအနှစ်အိုးကိုမိဖို့ပေါ်တင်ပြီးအပူရှိန်နေတော်လေးနဲ့ဆက်မပြတ်မှွေပေးပါမယ်။ကွက်လာပြီဆိုရင်တော့အပူရှိန်ကိုလျှော့ချလိုက်ပါ။နောက်တစ်ဆင့်မှာတော့ခုနကနှက်ထားတဲ့ပြောင်းကော်ရည်တွေကိုလောင်းထည့်ပြီး9မိနစ်လောက်အဆက်မပြတ်မှွေပေးရုံပဲဖြစ်ပါတယ်။အရည်လေးတော်တော်ပြစ်လာပြီဆိုရင်တော့မီးပိတ်ပြီးတံပရာသီးလေးတစ်ချမ်းလောက်ညှစ်ထည့်လိုက်ပါတယ်။ဒီအဆင့်တွေအားလုံးပြီးပြီဆိုရင်တော့ကြိုက်နှစ်သက်ရာပုံစံခွက်လေးတွေထဲထည့်ပြီးရေခဲတက်တာထဲမှာ2နာရီလောက်အေးခံထားဖို့ပဲကြံပါတော့တယ်။အေးခံပြီးချိန်မှာတော့အရန်အရသာရှိတဲ့ချိုချိုချင်းချင်းတရက်သီးဤတုံလေးကိုရပြီပဲဖြစ်ပါတယ်။ဂျပန်ပန်ကိတ်ဖောင်းဖောင်းလေးအိမ်မှာလှုပ်ရှားကြမယ်။ပထမဆုံးကြက်ဥအကာနဲ့အနှစ်ကိုခွဲထုတ်ပါ။ကြက်ဥအနှစ်ထဲကိုနိုးထည့်ရင်ပိုပြီးပေါ်ပါပြီးဖောင်းလာမှာဖြစ်လို့နိုးလေးထည့်ပါမယ်။နို့အစားဗနီလာအနံ့ထည့်ခြင်းလည်းရပါတယ်။ပြီးရင်ဂျုံကိုတဖြည်းဖြည်းချင်းထည့်ပြီးမှွေပေးပါ။ပြစ်လေးဖြစ်လာပါမယ်။ခွဲထားတဲ့ကြက်ဥအကာကိုမှွေတန်နဲ့အရင်ဆုံးဖြည်းဖြည်းမှွေပြီးမှတဖြည်းဖြည်းမြင်မှွေပါ။ပြီးရင်တကြားထည့်ပါမယ်။ကိုကောင်းချင်ရင်တော့ကြက်ဥအကာကိုရေခဲတက်တာထဲမှာ9မိနစ်10မိနစ်လောက်အေးခံထားပါ။ပြီးရင်တော့ကြက်ဥအကာရဲ့3ပုံတစ်ပုံကိုကြက်ဥအနှစ်ထဲထည့်ပြီးမှွေပါ။ပြီးမှကြံတဲ့ကြက်ဥအကာတွေနဲ့ပြန်မှွေပါ။မုံသားပေါ်ပါပြီးမွားမွားဖောင်းဖောင်းလေးဖြစ်အောင်ညင်ညင်တတမှွေပါ။နောက်ဆုံးအနေနဲ့မုံနစ်ကိုညှစ်ပိုက်ထဲထည့်ပါ။ပြီးရင်တော့အိုးထဲညှစ်ထည့်ပြီးမီးအေးနဲ့တယ်ပါ။ရေနည်းနည်းထည့်ပြီးရေနွေးငွေ့ထွက်အောင်လုပ်ပါ။အိုးကိုအုပ်ပြီး9မိနစ်ကနေ10မိနစ်လောက်တည်ရပါမယ်။တည်ပြီးပြီဆိုရင်ပန်ကိတ်ကိုလှန်ပြီးနောက်ထပ်9မိနစ်လောက်အိုးကိုအုပ်ပြီးတီးပါ။ဂျပန်ပန်ကိတ်ဖောင်းဖောင်းလေးဖြစ်ဖို့အဓိကချက်ကတော့ကြက်ဥအကာကိုတေချာခောက်ပြီးမီးအေးနဲ့တီးဖို့ပဲဖြစ်ပါတယ်။ဒါဆိုရင်တော့အိမ်မှာလိုက်ပြီးလှုပ်ရှားတတ်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။